မင်္ဂလာပါဗိုလ်ထောင်မြို့နယ်ကုံတယ်လမ်းမကြီးပေါ်တိမ်ဖြူလန်းတောင်းမှာတည်ရှိတဲ့မီနီကွန်ဒိုတိုက်ခန်းအယောင်ခန်းလေးကိုမိတ်ဆက်ပေးခြင်းပါတယ်ခင်ဗျာရန်ကုန်မြို့ရဲ့အချက်ကြအကြဆုံးနေရာဖြစ်တဲ့ကြောက်တရားစုလင်နဲ့နီးစပ်၍ယခုအခန်းရဲ့တီနေရာလေးကလည်းကုံတယ်လမ်းမပေါ်မှာတည်ရှိတာကြောင့်နေရာအလွန်ကောင်းပါတယ်ကျဲ9ပွင့်တင်မော်ရာယုံဘတ်စကားမှတ်တိုင်စေးရုံစေးကန်ကမုံပွင့် shopping center တို့နဲ့နီးစပ်တာကြောင့်တွားရေးလာရေးနေထိုင်ရေးအတွက်ထည့်သွင်းစဉ်းစားရမယ့်အချက်တွေထဲမှာပြည့်စုံမှုရှိပါတယ်။အခန်းအကျယ်ဝန်းပေ20ပေ50ရှိပြီးအခန်းရဲ့အမြင့်ကတော့10ပေရှိတာကြောင့်ကျန်းမာရေးအတွက်အထူးသင့်လျော်ပါတယ်။အလွာကတော့9လွာဖြစ်ပါတယ်။ဓာတ်လေကလည်း24နာရီရပါတယ်။အခန်းနှခန်းပါဝင်ပြီး fully furniture ပရိဘောဂပစ္စည်းအစုံထည့်သွင်းထားသောကြောင့်အသင့်တက်နေလို့ရပါတယ်။အခန်းတိုင်းမှာအဲကွန်အသစ်ထည့်သွင်းထားပါတယ်။ပိုင်ရှင်ကိုယ်တိုင်စိတ်ကြိုက်ပြင်ဆင်ပြီးနေသွားတာကြောင့်အသင့်တက်နေုံရှာနေတဲ့သူများအတွက်အထူးအဆင်ပြေပါမယ်ခင်ဗျာ။ရောင်းဈေးကတော့3,4500ညှိနှိုင်းဈေးနှုန်းဖြစ်ပါတယ်ခင်ဗျာ။ဆက်သွယ်ရန်အတွက်399808 39395893 3996939821ဖြစ်ပါတယ်ခင်ဗျာ။အဆုံးထိကြည့်ရှုပေးသည့်အတွက်ကျေးဇူးတင်ပါတယ်။